ထိုင်းမှာနေ့လည်နေပူနေတဲ့အချိန်မှာအပူရှောင်ရအောင်ဘယ်နေရာသွားမှမသိဘူးဆိုရင်ဒီနေရာလေးကိုတည်ထားနေပါတယ်။ coffee လေးတောက်ရင်အေးဆေးဆေးအနားယူလို့ရတဲ့ဒီနေရာလေးကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ရအောင်လားဗျာကဲဒီလမ်းတော့ရောက်လာပြီ Fire Rampo Tree coffee တိုင်လေးတွေတွေ့ရတယ်ထိုင်တော့ထိုင်အားရပါဟုတ်ပါတယ်ကျွန်တော်အခုရောက်ရှိလာတာကတော့ Swine Rampo Tree ပါသူက Khonsan Road နဲ့ကက်လျက်ရှိပြီမယ်ဒီဘက်ကပို့ပြီးတော့အေးစစ်စစ်နဲ့ local bike ကိုခန်းစားလို့ရတယ်ပေါ့နော်နေ့လည်နေပူနေတဲ့အချိန်မှာဆိုရင်ဒီလမ်းကိုလာပြီးတော့ coffee shop တစ်ဆိုင်မှာ coffee အေးလေးတစ်ခွက်တောက်ပြီးအနားယူတာပိုအဆင်ပြေတယ်ပေါ့နော်ဒီမှာကျတော့တစ်ပင်နေလည်းအများကြီးရှိတယ်နောက်ပြီးအေးချမ်းနဲ့အမှအချိန်ပြုံးလို့ကောင်းတဲ့နေရာလေးပေါ့နော်တော့ coffee ဆိုင်နေတော်တော်များရပေါ့နော်သူတို့ကအပင်လေးတွေနဲ့အမိုးလေးလုပ်ပေးထားရပေါ့နော်နောက်ပြီးတော့ music လေးလည်းဖွင့်ပေးထားတယ်အဲဒီတော့အေးစစ်စစ်အနားယူအလုံးမလားဒါမှမဟုတ်ရင်အေးစစ်လေး coffee လေးပဲတောက်ပြီးတော့နေမလားပေါ့ကြိုက်တယ်လို့နေလို့ရတယ်ပေါ့နော်ကဲအိုက်ဆာစာနဲ့တခုခုစားပြီးတော့နားလိုက်ပါအောင်မယ်တော်တော်လေးညနေပိုင်းရောက်ရင်တော့ဒီကနေပြီးတော့ web arrow ဆက်သွားဖို့အကြံပေးခြင်းတယ်ပေါ့နော်သူအမှ web arrow ကတော့ sunset အချိန်နဲ့ညအလင်းရောက်စထွက်တဲ့အချိန်က web arrow မှာအရန်လာရပေါ့နော်ဒီကနေလည်းအရန်ပြီးပါတယ်နောက်ပြီးတော့ပြန်လာတဲ့အချိန်ကျတော့ညမိုးချော်ရင်ခေါက်ဆန်လမ်းကိုဝင်လိုက်ပါနော်တော်တော်အဆင်ပြေပေါ့ဒီနားနေစားပြီးတော့ဒီ plan ဆွဲမယ်ဆိုရင်လည်း okay ပါတယ်ကျွန်တော်ကတော့ coffee တစ်ခွက်ရယ်ဘိုက်စာနေတော့ပတ်ထိုင်းနှစ်ပွဲရယ်မှာပါเนาะအမှသူကချင်းလေးတွေရယ်ဘန်ကားလေးတွေရယ်ဖွင့်ပေးထားပါเนาะဘန်လေးရယ်ဆိုတော့ကျွန်တော်တနာရီပွဲ2နာရီလောက်တော့နေဖြစ်လိုက်တယ်ပေါ့เนาะအဲ့ဒါပြီးတော့ကျွန်တော်ညနေပိုင်းမှာရောဘက်ကိုဆက်ပြီးတော့တွားလိုက်ပါတယ်ပေါ့เนาะမိတ်ဆွေတို့လည်းတွားပြီးတော့နေပူရှောင်နေတာပဲဖြစ်ဖြစ်အေးစေးစေးချေးနေတာပဲဖြစ်ဖြစ်ပေါ့เนาะ coffee ကြိုက်သူပဲဖြစ်ဖြစ်ပေါ့ဒီ Swine Rampo Road ကတော့အဆင်ပြေပေါ့နော်မိတ်ဆွေတို့သွားလဲကြည့်ကြပါနောက်ဗီဒီယိုမှာပြန်လဲတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်